ဟာအားလုံးပဲမင်္ဂလာပါထုံးစံတိုင်းကျွန်တော်ဗီဒီယိုလေးကိုကျွန်တော် reaction လုပ်ပေးသွားမယ်ဗီဒီယိုလေးကို reaction မလုပ်ခင်မှာကျွန်တော်စကားလေးနည်းနည်းပြောချင်တယ်ပေါ့နော်။ဘာလဲဆိုရင်ကျွန်တော်အခုရက်ပိုင်း TikTok မှာ view တွေအရင်ကျနေပါတယ်။ပြီးတော့ကျွန်တော် TikTok မှာရင်ထဲအားလောက်ကျွန်တော် TikTok မှာမရှိတော့ဘူးပေါ့နော်။ကျွန်တော်Facebook page အသစ်ပြန်ဖွင့်လိုက်တဲ့အတွက်ကျွန်တော်လက်ရှိ Facebook page ကိုကျွန်တော်ပြန်ပြီးတော့ run နေရပါကျွန်တော်အားပေးနေတဲ့သူတွေအနေနဲ့ကျွန်တော်ရဲ့ဒီ Facebook page လေးကိုဝင်ရပြီးတော့အားပေးလို့ရပါတယ်ဆိုတာလေးကိုဒါကျွန်တော်ယုံမြစ်တာရက်ခံနေပေါ့နော်စိတ်ဆန္ဒရှိမှာပါစိတ်ဆန္ဒမရှိဘူးဆိုလို့ရှိရင်လည်းရပါတယ်စိတ်ဆန္ဒရှိလို့ကျွန်တော်ဝင်ရပေးခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Facebook page လေးကိုကျွန်တော် follow လေးလုပ်ပေးလို့ရပါတယ်ကျွန်တော်အရင်တော့ Facebook page အဟောင်းကြီးရှိပါတယ်အဲ့ဒီ Facebook page အဟောင်းကမတမာလူသူတွေကြောင့်ကျွန်တော်ဒီ page ကြီးပြတ်သွားတယ်ပေါ့နော်ဆိုတော့နှမျိုးလည်းနှမျိုးမိပါတယ်ဒါပေမဲ့ပစ္စည်းတင်ခါလူတင်ခါရပဲလေလူတော်မှတနေ့သေးရသေးတာဆိုတော့ဒီ Facebook page လည်းပြတ်သွားတာတော့မဆန်းပါဘူးဒါပေမဲ့အခုကျွန်တော်အစ်ဖွင့်လာပါတယ်အစ်ကိုဖွင့်ထားတာမကြသေးဘူးfollower အရဆိုလို့ရှိရင်တော့340ပဲရှိသေးရပေါ့နော်အခုမှကျွန်တော်စပြီးပြန် run နေရဆိုတော့အစပဲရှိပါသေးတယ်ဝင်ရ page နဲ့သူများကျွန်တော်ရဲ့ဒီ Facebook page လေးကိုဝင်ရပြီးတော့ကျွန်တော်အားပေးနိုင်ပါတယ်လို့ပြောရင်းနဲ့ကျွန်တော်တို့ video လေးကိုစပြီးတော့ကြည့်လိုက်ရအောင်ပေါ့နော်စင်မပြေတဲ့ဘဝတွေကအလုံးအင်မတန်ကိုပူလောင်ရတယ်ပေါ့နော်မရှိတူရှိတူဒို့ပေါင်းပဲအတူတူဖြတ်တန်းနေရတဲ့ကာလတွေမှာအစင်မပြေဘူးဆိုရင်ပူလောင်ရတယ်အခုဆိုလို့ရှိရင်လည်းဒီမှာလင်မယား2ယောက်ရှိတယ်ယောက်ျားဖြစ်တဲ့သူကခေါက်ဆွဲကြော်လေးနဲ့ကြဲဥလေးနဲ့ဒါစားနေတဲ့အချိန်ဘေးမှာဇနီးဖြစ်တဲ့သူကလာပြီးတော့မစားရဘူးယောက်ျားကလည်းပြင်ပန်းတယ်လीနော်ယောက်ျားလည်းပြင်ပန်းတယ်ဆိုတော့မစားရဘူးယောက်ျားကလည်းနောက်ကမိန်းမကဒီလိုမျိုးဖြစ်နေတယ်ဆိုတော့သူ့အနေနဲ့လည်းရှေ့ပြီးစားပြီးတော့မဝင်တော့ဘူးပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကျွန်တော်တို့ဗာဆက်ဖြစ်မယ်ဆိုတာဆက်ပြီးတော့ကြည့်မယ်သိကြတယ်သူစားနေတဲ့ဒီခေါက်ဆွဲလေးတွေနဲ့ဒီကြုတ်လေးတွေကနေပြီးတော့ဒါသူ့ရဲ့မိန်းမအတွက်ဒါညာတာမှုပေါ့နော်ဒါတဝက်ခွဲပြီးတော့ဒါပေးမှာပေါ့ဒါတဝက်ခွဲပြီးတော့ပေးမှာပေါ့နော်ဆိုတော့အရန်မဲဒါဘယ်လိုပြောမလဲတကယ်ယောက်ျားကောင်းတယောက်ပြီးသားတယ်လို့ဒါကျွန်တော်ကတော့မြင်မိတယ်ပေါ့နော်ဒီလိုယောက်ျားမျိုးကလည်းတကယ်ရှားပါတယ်ပါဇက်မချမ်းသာရင်နေဦးတော်မှာဒါဘယ်လိုပြောမလဲဒီစိတ်ချမ်းသာမှုတော့ရမယ်လို့ထင်တယ်ပေါ့နော်ဒီလိုယောက်ျားမျိုးကိုရမယ်ဆိုလို့ရှိရင်ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုဆက်ကြည့်အောင်ဟာမပါရီကိုပိုက်ကျွန်တော်ထင်တာလွဲသွားတယ်တေးကြတယ်ဒါဘာလို့လဲဆိုရင်သိကြတယ်ဒါ तू စားဖို့ तू လုတ်ခိုင်းတော့ဒါမလုတ်ပေးလို့မို့ဒီလိုမျိုးလုတ်တာနေမှာเนาะအဲ့တော့အိမ်အောင်ရှင်တွေအနေနဲ့เนาะအိမ်အောင်ရှင်အမျိုးသမီးတွေအနေနဲ့ကြည့်တာเนาะဒါနမူနာကြည့်တာเนาะကြည့်တာနောက်တစ်ခါကြာလို့ရှိရင်စားချင်တိုင်းရင်ခုပေးချက်ပေးเนาะနောက်ခါကြာလို့ရှိရင်သိလားကြည့်တာเนาะโอเคကျွန်တော်နောက်တစ်ပုတ်ဆက်ကြည့်အောင်ထိတ်တိုက်ပါမကြီးလွမ်းနေဖြာတဲ့ပန်းနေကြလေးတို့လွမ်းနေဖြာတဲ့မျက်စိမိမ့်နဲ့တာယာခါချမယ်ပန်းသီးတွေက3လုံးမောင်လေးကြောင်လေးနဲ့မစားနဲ့ကြောင်လေးတွေဖြစ်တာတော့နှစ်သီးကွင်ပဲတန်းသားလေးကရှေ့တို့သမီးလေးကနောက်ဆုံးနှစ်ပွင့်တသီးပေါ့ဘုရားအောင်မှာလာထိုးခြင်းနဲ့လွမ်းရောက်တန်းနဲ့ရှမ်းတောင်တန်းကနေကြောင်အားနဲ့သုံးပွင့်ပါစောက်ထိုးတာနောက်တစ်မျိုးကစားကြည့်အများမြင်တည့်တဲ့ငကားပလင်လေးလည်းဖြစ်ပါတယ်လက်စထရောနဲ့ခေါ်တဲ့ရန်ကုန်မြို့လူပုံတန်းနေစားတောက်နေတဲ့ Great Hotel လေးတစ်ခုလည်းဖြစ်ပါတယ်ဘေးပညာဆောင်းနိုင်မယ်မိချောင်းပါဆက်ဆက်ဆောင်မယ်ຫນွေမှာပျောက်ရည်မိုးမာရောက်တဲ့ဖားပါဆက်လေးပါဟုတ်နောက်ဘက်ကဆန်းညမပြတော့မယ်မန္တလေးကဇီးကွက်နှာခေါင်းလေးပြန်ပိတ်မယ်မကြီးဂီတာလေးပါပဲရောက်ကမတိုးတိုးတိတ်တိတ်ကြည့်ပြီးမယ်ရိုးရရားဆွဲခြင်းလေးကတလုံးဝီကုံကြံလေးလို့ထောက်လိုက်တော့ပတလားလေးချစ်သူနဲ့လမ်းလျှောက်မယ်ပန်းခင်းတော်လန်းအမြင်မှာသစ်ဆန်းသွားတဲ့အကျဉ်းသာချစ်ပန်းသားလေးပါပန်းခင်းတော်လန်းလေးဂီတာလေးကိုကြောင်းရင်ကိုင်ခုဆန်းစားတော့တဲ့တရပုံကြောင်းပုံမြင်တဲ့ကဒန္နာကြီးတဲ့နဲ့ကလေးဝဲကြီးနေတာပန်းဒီလေးနှလုံးဆက်လန့်ချမယ်အလွမ်းရောင်မမိန်နဲ့ပန်းကြောင်တွေကဲ့သို့ဖြစ်တယ်ပြန်ပိတ်မယ်ဂီတာလေးပါပဲတစ်ဖက်ကိုပြမယ်45တီထောင်းလိုက်မယ်ဖိုးများတဲ့တိုးနေရာလေးတစ်ကောင်ကဲ့သို့ဖြစ်ပါတယ်ပန်းဒီလေးတွေလုံးမယ်တမိုက်လောက်ချွတ်ခေါ်ပါဒုတ်ကလေးတွေထောက်လိုက်တော့စင်နှမောင်းစင်တွေပေါ့ဝေးမှာချစ်တင်ပြန်တန်းနဲ့ပန်းလေးပြ
စမ်းရိပ်မှာတော့မနာနဲ့လွမ်းစိတ်ကိုလက်ပြလေးနဲ့ဖြစ်ပါတယ်တစ္ဆာချောင်းရည်ထဲမှာမြစ်တာလောင်းလေးရောင်းမြန်မြန်ပူကောနဲ့သမုဒိယတန်ရောတဲ့တွေလိတ်ကလေးတစ်ကောင်ပြန်ပိတ်မယ်ဂီတာလေးပါပဲဗီဒီယိုလောကမှာခစားနေတဲ့အင်္ဒရာကျော်စင်သုံးဖို့စုံသိမ်းမှနှခမ်းလေးချစ်ရှဲတို့လေးလည်းဖြစ်ပါတယ်ဂီတာလေးကိုထိတ်တက်လိုက်မယ်မဲရိုဒီရဲ့မြန်ဝင်လေး for gate အလေလုံးလေးကိုဆွတ်တော့ပါအမူအရာပြောင်းတဲ့ကိုကျော်ထူးရဲ့နှခေါင်းလေး ကြောက်တဲ့ ဖြစ်ပါတယ်ဂီတာလေးကတော့25မျိုးတိတိကစားလို့ရပါတယ်ဒါတွေသမီးတွေကြီးတွေအိမ်ကြရင်ကစားကြည့်ပါပြင်းလဲပြင်းအရင်လဲကြည့်ပါတယ် 25မျိုးတောင်ကစားလို့ရတယ်အဲ့တော့မှတ်မိပါမလားကျွန်တော်ကလေးတွေတော့မသိဘူးဒီကျွန်တော်ကြည့်လိုက်ရတဲ့အရာဆိုလို့ရှိရင်တော့ကျွန်တော်တစ်ခေါက်ထဲနဲ့တော့ဘယ်လိုမှမမှတ်မိဘူးဒီဒါပေမဲ့ဒီရုပ်ဂီတာလေးကိုကင်ပြီးတော့ဟိုလုတ်ဒီလုတ်မယ်ဆိုလို့ရှိရင်တော့ဒါဟိုဖြစ်မှာပေါ့ဒါပေမဲ့ဦးလေးကြီးကိုပြောပြပြီးတော့ဒီလုတ်တက်ဖို့ဆိုလို့ရှိရင်တော့ဒါကျွန်တော်တော်တော်ကိုစူးစမ်းယူရမယ့်ထဲမှာပါတယ်ပေါ့နော်ဆိုတော့မဆိုအဲ့တော့ရုပ်တွေလည်းအများကြီးလေးဝယ်မပေးခြင်းဘူးအိမ်မှာလည်းရှုပ်တယ်ဆိုလို့ရှိရင်ဒီဟာလေးကိုဝယ်ပေးထားပါเนาะဒီဂီတာလေးတစ်ခုရှိအောင်နဲ့25မျိုးတောင်မှဒါဆော့လို့ရတယ်ဆိုတော့ဒါတော်တော်လေးကိုအဆင်ပြေတဲ့ထဲမှာပါတယ်ပေါ့เนาะဒါပေမဲ့တေးကြတာတစ်ခုကတော့ဟိုဘယ်လိုဆော့ရတာလဲကိုမသိတာနဲ့တွေကိုဒီဥစ္စာအကြောင်းလေးထိုးခံရမှာပဲကလေးတွေကတော့เนาะဆိုတော့အားလုံးပဲဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်အားလုံးနောက်ဗီဒီယိုလေးမှာဒီထက်ကောင်းတော့ဒီထက်ပိုပြီးတော့ရည်ရတော့ဟိုအသိဉာဏ်ဘုဒ္ဓတာတွေရတော့များတော့ဗီဒီယိုလေးနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်အားလုံးပဲနှုတ်ဆက်ပါတယ်ဗျာအားလုံးပဲဘိုင်ဘိုင်ပါ